ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ application UI စရေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဘယ်သူကိုခိုင်းလိုက်မှာလို့ဆိုတော့ Google AI Studio ကိုကျွန်တော်ရေးခိုင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော် VPN လေးလိုတဲ့အတွက်ကျွန်တော် VPN ဖွင့်ခိုင်းလိုက်မယ် VPN ဖွင့်ပြီးတော့ကျွန်တော် Google AI Studio ကိုသွားလိုက်မယ်ပေါ့နော်ဟုတ်ပြီဒီမှာစပြီးတော့ကျွန်တော်ဖန်တီးခိုင်းလိုက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ကဘယ်လိုလုပ်ခိုင်းမှာလို့ဆိုတော့သူ့ကိုပေါ့နော်အသေးစိတ်ကျွန်တော်ပြောရမလို့တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မနေ့ကဒီ profile လေးဖန်တီးခဲ့တယ်ပေါ့နော်အဲ့ file လေးကိုကျွန်တော် upload တင်လိုက်မယ်အဲ့ file လေးကကျွန်တော်တို့က glass.md ဆိုပြီးသိမ်းခဲ့တယ်ပေါ့နော်အဲ့ file လေးကိုကျွန်တော်တို့ပေးလိုက်အောင်မယ်အဲ့တော့ပေးပြီးတော့ကျွန်တော်ဒီမှာစပြီးတော့ခိုင်းလိုက်မယ်ပေါ့နော်ဟုတ်ပြီဒီမှာပေါ့နော်ကျွန်တော်စပြီးတော့အဲ့လိုလေးမေးလိုက်တယ်ပေါ့နော်ဘာလို့အဲ့လိုမေးရတာလဲဆိုရင်သူတကယ်ပေါ့နော်ဒီသူ့ရဲ့ဟိုဟာကိုပေါ့နော်ဟိုနားလည်ရလားဆိုတော့သိအောင်လို့မေးလိုက်တာပါအဲ့ဒီမှာဆိုရင်ပေါ့နော်သူကဘာလို့ဆိုတော့ကျွန်တော်ရဲ့ conversation တွေကို Google Drive မှာသိမ်းဖို့တော့စေမလားလို့မေးတာပေါ့နော်ကျွန်တော်အဲ့တော့စေထိုင်ပို့ကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော် Google Drive ကိုချိတ်ပေးလိုက်မယ်ဟုတ်ပြီဒီမှာဆိုရင်ဒါသူနားလဲတဲ့အကြောင်းအရာတွေကိုပြောပြတယ်ပေါ့နော်ဒီ specification file ကိုပေါ့နော် project specification ကြီးဖက်ကြည့်တဲ့နောက်မှာတဲ့ General Collect application နဲ့ပတ်သက်ပြီးကျွန်တော်နားလဲတဲ့အချက်တွေကိုအနှစ်ချုပ်ပြောပြမယ်ပေါ့နော်ဒီ application ကဖုန်းဖို့ပစ္စည်းဆိုင်အထူးသဖြင့်ဖုန်းမှန်ကတ်တဲ့ရောင်းတဲ့ဆိုင်တွေတော့မှန်မကွဲမှန်မကအမျိုးဆိုင်နဲ့ကိုက်ညီတဲ့ဖုန်းမော်တွေအလိုတကူရှာဖွေစီမံနဲ့ရွေးထားတဲ့တူတစ်ခုပဲပေါ့နော်အဲဒီမှာဆိုရင်သူကအဓိကဖြည့်ရှင်းချက်တွေဆိုရင်ပေါ့နော် core concept ကတော့ဖုန်းမော်တွေကတစ်ခုနဲ့တစ်ခုမတူပေမဲ့မှန်မကတ်ပေါ့နော်မှန်မကွဲပေါ့နော်မှန်မကွဲကြတော့တူညီတဲ့ site ရတဲ့ model တွေအများကြီးရှိတယ်ပေါ့ဥပမာ Redmi 8နဲ့ 8A ပေါ့နော်မှန်မကွဲကအတူတူပဲဖြစ်ပါတယ်တဲ့ site ရှင်တွေနဲ့ဘယ်ဖုန်းကဘယ်မှနဲ့တူတယ်ဆိုတော့အကောင့်ထဲမှာအလွတ်မှတ်ရမလို့ပဲနဲ့ application ထဲမှာကြည့်လိုက်တဲ့ချက်ချင်းသိနိုင်အောင်လုပ်ပေးမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါလေးကိုကိုကျွန်တော်ဖတ်ကြည့်လိုက်ပါမယ်နော်ဟုတ်ပြီဒါဆိုရင်သူကျွန်တော်တို့ဒီစာလေးကိုသူပြန်ပြီးထုတ်ပြပေးတာဖြစ်တဲ့ကြောင့်မို့သူကျွန်တော်တို့ရဲ့ application နဲ့ပတ်သက်ပြီးတော့ဒီနားလည်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်သူအပေါ်ရန်နားလည်သွားပြီလို့သိလို့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်စပြီးတော့ခိုင်းတော့မယ်ပေါ့နော်အဲ့တော့
ဟုတ်ပြီဒီမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့ application ကိုကျွန်တော်တို့ရဲ့ဒီ code တွေကိုထုတ်ပေးဖို့အတွက်ပေါ့နော်သူ့မှာ AI မှာကျွန်တော်တို့သုံးလိုက်ရတဲ့ token တွေရှိတယ်ပေါ့နော်အဲ့ token တွေဒီမှာကြည့်လို့ရပါတယ်အခုဆိုရင် token ပေါင်းကျွန်တော်9000ကျော်ရှိသေးတယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်သူကပေါ့ကျွန်တော်တို့ဒီ main activity ဖန်တီးပေးပြီပေါ့နော် main activity ရဲ့ XML file ကိုပေးပြီးပြီနောက်တစ်ခါ activity add category ဆိုတဲ့ XML file ကိုလည်းပေးပြီးပြီပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီအခုလက်ရှိရထားပြီးသား XML file တွေကိုကျွန်တော်ဟိုလောက်လိုက်ပါမယ်ဒီ XML file ကိုကျွန်တော်ကူးလိုက်မယ်ပေါ့နော် copy ကူးလိုက်မယ်ဒီကောင် copy ကူးမယ်ကျွန်တော် project file တစ်ခုသွားပြီးတော့စောင့်မယ်ပေါ့နော်ကျွန်တော်ဘယ်မှာသုံးမှာလဲဆိုတော့ code နဲ့သုံးပါမယ်အဲ့တော့ကျွန်တော် main activity ဘက်မှာသွားလိုက်မယ်ပေါ့နော်အဲ့တော့ activity main ရဲ့ကျွန်တော် layout ထဲမှာဒီကောင်တစ်ခုလုံးကိုဒါငကုပါတဲ့ဟာတွေပေါ့နော်အဲ့လိုနေအဲ့ loop file ကိုကျွန်တော်အကုန်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့ AI generate လုပ်ပေးတဲ့ code ကိုဒီမှာ run ကြည့်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင် preview ကြည့်လို့ရတယ်ပေါ့နော် preview ကြည့်ခြင်းကြည့်လိုက်ပေါ့ဒီမှာဆိုရင်ဒါ AI ဖန်တီးပေးတဲ့ model လေးပေါ့နော်ဒီပုံမှာဆိုရင်ဒါ search box ဖြစ်မှာပေါ့နော်ဒီမှာဆိုရင် category class category ဆိုတဲ့နာမည်လေးတစ်ခုပါမယ်အောက်မှာကျွန်တော် floating action button ပေါ့နော် FAV button လေးတစ်ခုပါမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကြည့်လိုက်ပြကျွန်တော်တို့ဒီမှာဆိုရင်ဒီမှာရှိနေတဲ့ screen ကြီးတစ်ခုလုံးကိုကိုယ့်ဟာကိုအသေးစိတ် run နေတယ်မလို့တော့ဘူး AI ကိုခိုင်းနိုင်အောင်ပဲပေါ့နော်အများကြီးတက်တာသွားတယ်ပေါ့နော်ကျွန်တော် AI တွေကိုအသုံးချနိုင်မယ်ဆိုရင်အသုံးချနိုင်တယ်လို့အများကြီးကိုအတွက်အကျိုးရှိပါမယ်နောက်ထပ်ကျွန်တော်တို့ activity add category ပေါ့နော်အဲ့ဒါကိုဒီမှာ layout file မရှိသေးလို့အသစ်ဆောက်လိုက်မယ်နာမည်တော့မမားနဲ့ပေါ့နော်နာမည်တော့မမားစီပါနဲ့ဟုတ်ပြီဒီကောင်ကိုလည်းကျွန်တော် preview ကြည့်လို့ရပါတယ်ဒီမှာဆိုရင်ပေါ့နော်သူက category ထည့်မဲ့ box လေးတစ်ခုသူရေးထားတယ်ပေါ့နော်နောက်က activity add model ပေါ့နော်ဒီကောင်လေးကိုလည်းကျွန်တော် copy ကူးလိုက်မယ်ဒါ model ထည့်တဲ့ဟာပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်သူက spinner လေးသုံးထားတယ်ပေါ့နော် spinner လေးသုံးပြီးတော့သူက category ကိုပြန်ပြီးတော့ရွေးလို့ရအောင်သူလုပ်ပေးထားတယ်ပေါ့နော်တော်တော်လေးကျွန်တော်တို့စနစ်ကြပါတယ်ဒါကြတော့ activity category detail ပေါ့နော် detail ကြည့်လို့ရအောင်သူနောက်ထပ် UI ခုထပ်ပြီးထည့်ပေးထားတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခါကျွန်တော်တို့ဒါ recycler view အတွက်ပေါ့နော်ကျွန်တော်တို့ဟို item လေးအနေနဲ့ပေါ့နော် list ထဲမှာကျွန်တော်တို့ရဲ့ဒီ item တွေကိုဘယ်လိုပြမယ်လဲဆိုတော့ဟာအတွက်ပေါ့နော်ဒီကောင်လေးကိုလည်းကျွန်တော် copy လုပ်လိုက်မယ် item category ပေါ့နော်
ဟုတ်ပြီဒါကကျွန်တော်တို့ search background အတွက်ပေါ့နော်သူအသေးစိတ်ပြင်ထားတဲ့ကောင်လေးအဲ့တော့ search pg ဆိုပြီးတော့ကျွန်တော်နောက်ထပ် drawway ဘယ်ထဲမှာပေါ့နော်သူကဘယ်ထဲမှာခိုင်းအောင်ဆိုတော့ rest drawway ဘယ်ထဲမှာထည့်ခိုင်းနေပေါ့နော်အဲ့တော့ကျွန်တော်အဲ့ကောင်လေး drawway ဘယ်ထဲမှာသွားပြီးတော့ထည့်လိုက်မယ်ကျွန်တော်ဒီမှာဆိုရင် material UI နဲ့ပေါ့နော် view design ကိုရပါအောင်လို့ dependency တွေထည့်ခိုင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့လောလောဆယ်မထည့်သေးဘူးပေါ့နော်ဘာလို့လဲဆိုတော့သူ့မှာ original ပါပြီးသားဟို dependency တွေပါတတ်တယ်ပေါ့နော်အဲ့ဒါမပါဘူးဆိုရင်အလုံးမလုပ်ဘူးဆိုရင်တော့ထည့်လိုက်ပေးလိုက်မယ်ပါတယ်ဆိုရင်တော့ဒီတိုင်းပဲပြန်သုံးမယ်ပေါ့နော်နောက်တစ်ဆင့်နေတယ်ပေါ့သူကဘာလုပ်ပေးနိုင်တော့ဆိုတော့ဒီမှာဆိုရင်ပေါ့နော် UI နေအတွက်သူအကုန်လုံးလုပ်ပေးပြီးပြီတဲ့ဒီ database နဲ့ချိန်ဆက်ဖို့အတွက် Java code တွေလိုချင်လားလို့မေးတယ်ပေါ့နော်ကျွန်တော်လောလောဆယ်ဒီ database နဲ့ချိန်ဆက်ဖို့မလိုချင်သေးဘူးပေါ့နော်ဘာလို့ချင်တာလဲလို့ဆိုတော့ဒီ UI project ကောက်ကောက် run လို့ရအောင်ပေါ့နော်လုပ်ချင်တယ်ပေါ့ဒါပေမဲ့ကျွန်တော်တခါလေးလုပ်ခိုင်းလိုက်ပါတော့မယ်နော်ဒါတော့တခါလေးလုပ်ခိုင်းလိုက်မယ်ဟုတ်ပြီပေါ့နော်အဲ့တော့သူပြောတဲ့အတိုင်းပဲတောင်းလိုက်မယ်ပေါ့နော်ငါလိုချင်ပါတယ်လို့ပဲပြောလိုက်မယ်ပေါ့နော်သူကဒါဆိုရင်သူကနောက်ဆုံးပြောခဲ့တဲ့ဟာကိုသူနားလဲပါတယ်လိုချင်ပါတယ်လို့ပဲပြောလိုက်မယ်ဒီမှာဆိုရင်ပေါ့နော်ကျွန်တော်တို့သုံးလိုက်တဲ့ token တွေတဖြည်းဖြည်းချင်းများလာတာကိုတွေ့ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်အရင်ဆုံးပေါ့နော်သူက data ပုံစံကိုသတ်မှတ်ခိုင်းတယ်ပေါ့နော် category ဆိုတဲ့ data ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ကောင်ကို category တော့ Java ဆိုတဲ့ကောင်ကိုကျွန်တော် data type အမျိုးအစားတစ်ခုနဲ့ထပ်ပြီးတော့ထည့်ခိုင်းလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီသူကကြောင့် Java ဖြစ်သွားပြီဆိုတော့ Java ဆိုတဲ့ folder ထဲမှာပေါ့နော်ဒီမှာ glass ဆိုတဲ့ဟာရှိတယ်ပေါ့နော်အဲ့ထက်မှာကျွန်တော်directory တစ်ခုအသစ်ထည့်လိုက်မယ်ပေါ့နော်ဘယ်လိုထုံးဆိုတော့ကျွန်တော် model ပေါ့နော် model ဆိုတဲ့ directory တစ်ခုအသစ်ထည့်လိုက်မယ် s ပါထည့်လိုက်မယ်ပေါ့နော်ဘာလို့ဆိုအများမလို့ပေါ့ model တွေကကျွန်တော်ထပ်ပြီးတော့ရရှိလာနိုင်သေးတယ်ပေါ့နော်ကဲအဲ့ဒီမှာကျွန်တော် Java class ကိုဖန်တီးလိုက်မယ် Java class ရဲ့နာမည်ကိုသူကဘာပေးခိုင်းတာလဲလို့ဆိုတော့ category.java ဆိုပြီးတော့ပေးခိုင်းနေပေါ့နော်sorry ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် Java ဆိုတဲ့နောက်က extension နာမည်ကသူကတခါတည်းထည့်ပြီးသားပေါ့နော်အဲ့တော့ကျွန်တော်တို့ကထပ်ပြီးထည့်ပေးရမလို့ category လို့ပဲရေးလိုက်အောင်ပဲပေါ့နော်ဒါဆိုရင် .java ကိုသူကိုယ်တိုင်ဖန်တီးပေးသွားတယ်ပေါ့ကဲဟုတ်ပြီအဲ့တော့ကျွန်တော် Java package တွေပေါ့နော် Java code တွေကိုဒီထည့်ရင်တော့လည်းလေးတတိထားရမယ်ပေါ့နော်ဘာလို့ဆိုတော့ဒီမှာဆိုရင်ပေါ့နော်သူကဘာဖြစ်တဲ့တုံးလို့ဆိုတော့အပေါ်ဆုံးမှာပေါ့နော်ကျွန်တော်တို့ရဲ့ package နာမည်မပါဘူးပေါ့နော်အဲ့တော့ package နာမည်ထည့်ပေးရမယ်ပေါ့နော် package နာမည်မထည့်ပေးဘူးဆိုရင်အလုံးမလုပ်ပါဘူး package က gun.java class ပေါ့နော်ဒါကျွန်တော်တို့ရဲ့ package နာမည်ကျွန်တော်တို့ကပေါ့နော် model ထဲမှာထည့်ထားဖြစ်တော့ကျွန်တော် .model ဆိုပြီးတော့လည်းတစ်ခါလေးရေးပြလိုက်ရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်တော့အဆင်ပြေသွားပြီပြီးရင်ဖုန်း model ပေါ့နော်ဖုန်း model အတွက်ဆိုတော့ကျွန်တော်ဒီ model ထဲမှာပဲထပ်ပြီးတော့ထည့်ခိုင်းလိုက်မယ်ဒီခါ package ကိုမဖြတ်တော့ဘူးပေါ့နော်ဒီနေရာလေးမှာပဲကျွန်တော်ထည့်ခိုင်းလိုက်မယ်
ဟုတ်ပြီအဲ့တော့ model တွေထည့်ပြီးပြီဆိုကျွန်တော်တို့ရဲ့ database နဲ့ချိတ်ဆက်ဖို့အတွက် database helper class ကိုသူကဖန်တီးပေးလိုက်တယ်ပေါ့နော် db helper ဆိုတဲ့ class တစ်ခုပေါ့နော်အဲ့တော့ကျွန်တော်SQL line နဲ့သူကချိတ်ချင်တာပေါ့နော်အဲ့တော့ဒီမှာဆိုရင်အများကြီးပဲပေါ့နော်ဒီ code တွေအများကြီးပဲအဲ့ code တွေအများကြီးကိုကျွန်တော်တို့ဟိုထဲမှာထည့်လိုက်ပြီဆိုတာနဲ့အဆင်ပြေသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်သူ့ကိုနောက်ထပ် directory တစ်ခုထပ်ပြီးတော့ခွဲလိုက်မှာပေါ့နော်အဲ့တော့ database ပေါ့နော် database ဆိုတဲ့ directory တစ်ခုခွဲလိုက်မယ်အဲ့ directory ထဲမှာခုနက class ကိုထည့်မယ်ပေါ့နော် db helper ဆိုတဲ့ class ပေါ့ဘာလို့ခွဲရတာလဲဆိုတော့တကယ်တမ်းတော့မခွဲလေရတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီ code တွေကိုရှင်းရှင်းလင်းလင်းတက်ရဲလေးဖြစ်အောင်လို့ခွဲတာပါဟုတ်ပြီဒီမှာဆိုရင်လောလောဆယ်တော့ error data မတွေ့ရဘူးပေါ့နော်အဲဒီမှာနီလေးတော့တွေ့ရတယ်နော် error data အဲ့ဒါလေးတဲ့ပြီးရင်ကျွန်တော်error လိုက်ရှင်းရမယ်ဟုတ်ပြီနောက်တစ်ခါအဲ့ဒါပြီးရင် main activity ပေါ့ main activity မှာဒီကောင်ကိုထည့်တဲ့ဟုတ်ပြီဒါဆိုရင်ကျွန်တော် main activity ကိုသွားလိုက်မယ် main activity ကဒီမှာပေါ့နော်အဲ့တော့ဒီကောင်နေရာမှာကိုထည့်ရမယ်အဲ့တော့သူက import ကနေစပြီးတော့ကိုထည့်လို့ရတယ်ပေါ့နော်ဒီကောင်ဖြတ်လိုက်မယ်ပေးချလိုက်မယ်ဟုတ်ပြီဒီမှာရှင်းရမယ့် error တွေအများကြီးပဲပေါ့နော်အဲ့တော့ error တွေမြင်ပြီးတော့လက်မသွားနဲ့ပေါ့နော်ဖြည်းဖြည်းချင်းပြင်ရမှာပေါ့ကဲအဲ့ဒါပြီးကျွန်တော်တို့ add category ပေါ့နော် activity ပေါ့နောက်ထပ် activity ကိုထပ်ပြီးတော့စောက်အောင်မယ်ပေါ့နော်အဲ့တော့နောက်ထပ်ကျွန်တော်ဒီကောင် activity ဆိုတဲ့ directory ကိုထပ်ခွဲလိုက်မှာပေါ့နော်အဲ့ဒီ directory ထဲမှာပဲကျွန်တော်category activity ဆိုတဲ့ class ကိုဖန်တီးလိုက်မယ်ပြီး add model activity ပေါ့နော်အဲ့ကောင်ကိုတစ်ခါထပ်ထည့်မယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့လောလောဆယ်စဉ်းပြေးသွားပြီပေါ့နော်ဒီမှာဆိုရင် category adapter.java ပေါ့နော် recycler view အတွက်လိုသေးတယ်တဲ့ဒါကတော့စီးရင်တွေကိုပေါ့နော် UI မှာပေါ်အောင်လုပ်ပေးတယ်ပေါ့နော်လောလောဆယ်ကျွန်တော်တို့ UO ပေါ့ UI မှာကောင်းကောင်းလုပ်လို့မဟုတ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ recycler view adapter တွေကျန်သေးတယ်ပေါ့နော် category adapter တွေကျန်သေးတယ်ပေါ့အဲ့တော့အဲ့အဆင့်တွေကိုလည်းကျွန်တော်တစ်ခါတည်းလုပ်ခိုင်းနိုင်မှာပေါ့နော်အဲ့တော့ကျွန်တော် recycler view အတွက်လည်း code ကိုတစ်ခါတည်းထုတ်ခိုင်းနိုင်မှာပေါ့နော်ဟုတ်ဒီမှာပေါ့ကျွန်တော်တို့ recycler view အတွက်ကျွန်တော် adapter တွေထည့်ရမယ်ပေါ့နော်အဲဒီမှာဆိုရင် model list item UI အတွက်ပေါ့နော်သူကနောက်ထပ် UI တစ်ခုထပ်ပြီးတော့ထည့်ခိုင်းတယ်ပေါ့အဲ့တော့ပြဿနာမရှိဘူးအဲ့ကောင်ကိုlayoutထဲမှာကူးပြီးတော့ item phone model ဆိုတဲ့layout file နာမည်နဲ့ထည့်ရမယ်ဒါပြီးတော့ကျွန်တော်တို့ adapter
class ကိုဖန်တီးရမယ်ပေါ့နော် custom category adapter ပေါ့နော်အဲ့ adapter အတွက်တည်းကျွန်တော် adapter ဆိုတဲ့ directory ကိုအသစ်ဖန်တီးလိုက်မယ်ဒါပြီးရင်ကျွန်တော်တို့ model adapter ပေါ့နော်နောက်တစ်ခါကျွန်တော် activity တစ်ခုထပ်ပြီးတော့ထည့်ရမယ် category detail activity ပေါ့နော်ဟုတ်ပြီဒါဆိုရင်ပေါ့နော်သူပြောတဲ့အတိုင်းပဲ theme project တွေလိုအပ်တဲ့အစိပ်ပိုင်းအလုံးပြီးစီးသွားပါပြီတဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဘာတွေထည့်ခဲ့တော့ဆို layout တွေမှာပေါ့နော် XML file အနေနဲ့တော့ UI design အနေနဲ့တော့ main activity ထည့်ခဲ့တယ် category ကိုထည့်တာပါတယ်ပေါ့နော်နောက်က model ထည့်တာပါတယ်နောက်က detail ကြည့်တာပါတယ်ပေါ့နောက်က item view ပေါ့နော်ဒီတစ်ခုချင်းစီကိုတိဆောက်ပြီးတဲ့ item ပါတယ်ပေါ့နော်ဒီမှာဆိုရင် database ကိုပေါ့ကျွန်တော်တို့က table ဆောက်တာနဲ့ query ထုတ်တာတွေပါတယ် logic မှာဆိုရင်တော့ကျွန်တော်တို့ activity နဲ့ data ချိတ်ဆက်တာတွေပါတယ်ပေါ့နော် adapter မှာဆိုရင်တော့ကျွန်တော် recycler view ရဲ့ data တွေကိုချိတ်ဆက်တဲ့ပြသတဲ့အချက်လေးတွေပါမယ်ပေါ့နော်ဒီမှာဆိုရင်ပေါ့နော်သူကနောက်ထပ်အကြံပြုချက်တစ်ခုထပ်ပေးသေးတယ်ပေါ့အချက်လက်တွေပေါ့နော်ထည့်ပြီးတိုင်း main screen ကိုပြန်လာတဲ့အခါမှာစရင်းနေ update ဖြစ်နေစေဖို့အတွက် on resume နဲ့ log category ဆိုတာကိုပြန်ပြီးခေါ်ပေးဖို့အကြံပြုလိုပါတယ်တဲ့အဲ့တော့ project ကို run ကြည့်လိုက်တဲ့နောက်တစ်ခုအဆင်မပြေတာရှိရင်ဒါမှမဟုတ် error တက်တာရှိရင်မေးလို့ရပါတယ်တဲ့